2000လေးနဲ့ဘယ်လိုပြောမလဲ lucky phone နံပါတ်လေးအစိမ်းရောင်လွတ်တဲ့နံပါတ်လေးတွေကိုပေါ့နော်လွယ်နဲ့ဝယ်ယူရရှိလို့လွယ်နေတဲ့ဒီခေတ်ဒီခါမှာအဝယ်မမှားစေဖို့အတွက်ဒီဗီဒီယိုကလစ်ကိုနားထောင်ဖို့လိုအပ်တယ်။တကယ်လို့ဒီနေ့ဒီချိန်မှာပေါ့နော်ကိုက2000တန်နဲ့ပေါ်လောဝယ်လို့ရတဲ့ lucky 7ကိုဝယ်သုံးမယ်ဆိုရင်ဒီချက်ပထမတစ်ချက်နံပါတ်အကုန်လုံးဒီအစိမ်းရောင်နံပါတ်ဖြစ်ဖို့လိုတယ်။ဒါကိုသိရမယ်နော်အစိမ်းရောင်နံပါတ်ဖြစ်ရမယ်အစိမ်းရောင်နံပါတ်အသွဲလေးအကြောင်းကိုတေချာကနနလေ့လာထားဖို့လိုတယ်။ဟိုတနေ့ကဆိုရင်ဒီချက်ကျမကအစိမ်းရောင်နံပါတ်ဒီချက်တော့ပြောတဲ့နံပါတ်အသွဲတွေကိုပဲရွေးဝယ်ထားတယ်။ဒါပေမဲ့ဒီချက်ပြောတဲ့88ခွန်ကောင်းတယ်ဆိုပြီးတော့သူက88ခွန်အဲ့လိုမျိုးတွဲလိုက်လို့မရဘူး။ဘာဖြစ်လို့ဆိုတော့88ဒီချက်တော့ပယ်တဲ့နံပါတ်ထဲမှာပါတယ်ဒီလိုသဘောမျိုးပေါ့နော်ဒါကြောင့်မလို့နံပါတ်1အချက်အစိမ်းရောင်နံပါတ်ဖြစ်ဖို့လိုတယ်နောက်နံပါတ်2အချက်ငါဒီနံပါတ်ကိုဝယ်တယ်ကွာဥပမာကိုရဝယ်တဲ့နံပါတ်ထဲမှာ96ထည့်တယ်ဆိုပါစို့ငါဘာကြောင့်ဒီ96ကိုထည့်ရတာလဲသိရမယ်ငါကအယောင်းဝယ်လို့ဖို့လားဒါမှမဟုတ်စိန်ခံခြင်းလို့လားအဲ့ဒီလိုမျိုးထက်သွင်းစဉ်းစားတဲ့အထက်မှာလည်းပဲကိုကဥပမာကွာဒီနေ့ဒီချိန်မှာအလောက်ကမရမရှိသေးဘူးလူတွေရဲ့အကူကြီးထောက်ပံ့မှုကိုလည်းလိုသေးတယ်အကျွေးတွေလည်းတင်နေတယ်ဆိုရင်တော့ဒီ96ဆိုတဲ့နံပါတ်ကိုထည့်သွင်းစဉ်းစားမဆိုရင်တော်တော်လေးစဉ်းစားရမယ်ဘာဖြစ်လို့လဲဆိုတော့ဘာမှမရှိခင်ကတည်းကမော်ကြော့ရှိုးစမိုးနဲ့နေခြင်းတဲ့ဘဝဖြစ်သွားမယ်လူပင်းဖြစ်သွားမယ်ဆိုရင်ကိုကတိုးတက်တဲ့လောက်မတိုးတက်ပဲဖြစ်သွားမယ်เนาะဒါကြောင့်မလို့နံပါတ်တစ်ခုကိုထည့်သွင်းတော့မယ်ဆိုရင်ဘာကြောင့်ဒီနံပါတ်ကိုငါထည့်သွင်းရတာလဲဆိုတာကိုသိဖို့လိုအပ်တယ်နောက်တစ်ချက်ကကိုအရင်တုန်းကသုံးခဲ့တဲ့နံပါတ်အခုဒီ lucky နံပါတ်မဝယ်ခင်ပေါ့เนาะငါအရင်တုန်းကဘာနံပါတ်တွေသုံးခဲ့လဲဥပမာကိုသုံးခဲ့တဲ့နံပါတ်တွေက343ဒီလိုမျိုးနံပါတ်လေးတွေထည့်သွင်းထားတယ်ဆိုရင်ကိုကဘာပဲလုပ်အဆင်မပြေဘူးလူတွေရဲ့မုန်းတီးမှုလူတွေရဲ့အကြည့်မရမှုပြောတဲ့စကားလုံးထဲမှာဘလောက်ပဲစေတနာကောင်းဘလောက်ပဲပြောလူတွေကကိုယ့်ကိုကြည့်မရဘူးဒါဆိုရင်ကိုကဘာလုပ်ရမလဲဆိုရင်နောက်ထပ်ကိုဝယ်တဲ့နံပါတ်ထဲမှာအပြောအောင်မြင်တဲ့နံပါတ်တစ်လုံးထည့်သွင်းဖို့လိုအပ်တယ်เนาะဒီအချက်လေးဒါ3ချက်နောက်တစ်ချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်လိုပြုပြင်ခြင်းတာလဲเนาะဘယ်လိုပြုပြင်ခြင်းတာလဲကိုကအခုပြင်းတဲ့လူလားကိုကအခုအရန်နဲ့တက်ကြွနေတဲ့လူလားကိုကအခုအရန်နဲ့ခေါင်းမာလွန်တဲ့လူလားအဲ့ဒါဆိုရင်ကိုထည့်သွင်းရမယ့်နံပါတ်တွေကလည်းကိုယ့်ရဲ့စိတ်ငကိုစိတ်ကို control မဲ့နံပါတ်ဒါမှမဟုတ်လို့ရှိရင်အခုရှိနေတဲ့အဲ့ဒီအားတာချက်ကိုငါ supporting လုပ်ဖို့လိုလားအဲ့ဒါလေးတွေကိုစဉ်းစားပြီးတော့ထည့်သွင်းဖို့လိုအပ်တယ်ဒါကနံပါတ်4ချက်နောက်နံပါတ်5အချက်ကဥပမာနံပါတ်တွေစီပြီးွားပြီးเนาะစီလိုက်ပြီးဘေးလန်းညီရဲ့လားနံပါတ်ကတအားပြင်းလွန်းသွားလားတအားပြော့လွန်းသွားလားဒါကိုလူချင်းမင်းတို့ထည့်သွင်းဖို့လိုအပ်တယ်ဒါက5ချက်နောက်နံပါတ်6ချက်တို့ကကြတော့ဒါအရန်နဲ့ professional ဖြစ်သွားပြီဘာလဲဆိုတော့နံပါတ်တစ်လုံးစီတဲ့အခါကျလို့ရှိရင်နံပါတ်ရဲ့အားနည်းချက်ဘောနော်အားနည်းချက်နံပါတ်တိုင်းမှာတချို့တော့အမြဲပြောတယ်အားနည်းချက်ရှိတယ်အဲ့ဒီအားနည်းချက်ကိုဘယ်နံပါတ်ကပြန်ထိန်းတာလဲနော်ဥပမာတချို့တို့228ဒီလိုနံပါတ်3ပြီဆိုရင်သူ့ကိုဥပမာတချို့တော့9သို့မဟုတ်5သို့မဟုတ်နံပါတ်တစ်ခုထည့်သွင်းရတဲ့ပုံစံလိုမျိုးပေါ့နော်အထင်ကြအထာကြထည့်သွင်းဖို့အဲ့ဒါအရန်နဲ့လိုအပ်သွားပြီနောက်ပြီးတော့ကိုယ့်ရဲ့မွေးနေ့မှာကိုမတုံးရတဲ့နံပါတ်လေးတွေကိုနံပါတ်6လုံးရှိတယ်အနောက်မှာ6လုံးရှိတယ်သူကမတုံးတဲ့အထိုင်လေးတစ်လုံးပေါ့ဥပမာတနင်္ဂနွေ6သုံးလို့မရဘူးဆိုတာလုံးဝမပါရဘူးကိုပြောတာမဟုတ်ဘူးပါလို့ရတယ်ဥပမာကိုကပြောဆိုဆက်ဆံရေးအောင်မြင်ခြင်းနဲ့ဆိုရင်6တို့ဒါထည့်သုံးရမယ်လေဥပမာ26တို့46တို့65တို့ဒီလိုမျိုးကိုထည့်ရမယ်ဆိုရင်6ကတော့ပါတယ်ဒါပေမဲ့ရှောင်ရမယ့်နေရာဆိုတာရှိတယ်အဲ့ဒါကတော့ professional အပိုင်းပေါ့နော်အဲ့ဒီတချို့ပြောတဲ့နံပါတ်9နဲ့နံပါတ်10မရဘူးဆိုရင်တော့မှအချက်အလက်တွေကကိုက်ညီဖို့လိုအပ်တယ်အဲ့ဒီအချက်အလက်တွေကိုက်ညီမှုမရှိဘူးဆိုရင်လူချင်းမင်းတို့ကတခါတလေလုံးဝအကျိုးကောင်းကိုမရရှိဘဲနဲ့ကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးတယ်လို့မျိုးတောင်ဖြစ်သွားစေတယ်တခါတလေကျတော့အကျိုးကောင်းတော့ရရှိတယ်တို့ပေမဲ့တခြားတစ်ဖက်မှာဒုက္ခရောက်သွားတယ်လို့မျိုးဖြစ်စေတယ်တစ်ချက်စီမှာသူလာပြီးတော့ sharing လုပ်တာပေါ့နော်သူကအချစ်ရေးမှာအချစ်ရကောင်းခြင်းနဲ့သူ့အမျိုးသားသူ့အပေါ်မှာတစ္ဆာရှိပြီးချစ်တဲ့အချစ်ကိုသူလိုချင်တယ်ဒါပေမဲ့သူစီလိုက်တဲ့နံပါတ်ကသူ့ရဲ့အမျိုးသားနဲ့သူနဲ့ကအိမ်အောင်ကွဲရင်ကွဲ
ရှင်ဝဲမောက်ရင်တေခွဲကွဲစေတဲ့နံပါတ်သွားပြီးတော့ပါနေတယ်သူ့ယောက်ျားကအလောက်ထဲမှာအရန်နဲ့အောင်မြင်နေတာမှန်တယ်ဒါပေမဲ့သူ့အပေါ်မှာပလီပလာစမှုစာလေးတွေလုပ်နေတဲ့နံပါတ်ဖြစ်သွားတဲ့အခါကျတော့လိုချင်တဲ့ရက်လက်နဲ့အဝင်ဝင်ကြမဖြစ်ဘူးပေါ့နော်အဲ့ဒီမှာကမောက်ကမလေးတွေအရင်ဖြစ်တယ်နံပါတ်ကောင်း3နေရဲ့ဗာလေးရက်နဲ့ပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးဖြစ်လဲဆိုတာကိုတိကျကိုပညာကြီး9000ပေးသွင်းပြီးစစ်ဆေးလိုက်တဲ့အခါကျတော့အဖြေမှန်သူရရှိသွားတယ်ဒါကြောင့်မလို့တိကျပြောချင်ပါတယ်2000နဲ့ပေါ်ပေါ်လောလောဝယ်လို့ရတဲ့ခေတ်မှာနံပါတ်တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင်ဒီအချက်တွေကိုထည့်သွင်းပါဒါဆိုရင်လူကြီးမင်းမှန်ကန်တော့အဖြေကိုကောင်းကောင်းရရှိစေမှာဖြစ်တယ်အဲ့ဒီအရာတွေကိုကောင်းကောင်းနားမလည်သေးဘူးအချိန်လဲမဆောက်ချင်တော့ဘူးဒီသုံးပြထားတဲ့နံပါတ်အစိုးအညံ့တွေကိုလည်းတချင်ရလုံးဝစွန့်လိုက်ခြင်းပြီးကိုလောက်ကျရှိတဲ့အရာကိုလုပ်မယ်တချင်တော့ကျွမ်းကျင်တဲ့အလုပ်နဲ့တချင်စီမှာအလုပ်အနှံတော့မယ်ဆိုရင်အဲ့လိုမျိုးဆုံးဖြတ်ချက်ချလို့ရှိရင်တော့အင်ဂျင်ကိုစီကိုအချိန်မနှင်းနဲ့အမြန်ဆုံးလာယူလိုက်ပါတချင်တော့က professional ကြနဲ့ဒီနံပါတ်အကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော်ထိုင်းနိုင်ငံကနေပြီးတော့လေးလာသိမ်းယူပြီးတော့မှအသေးစိတ်အကောင်းဆုံးကိုရွေးချယ်ပေးနေကြောင်းကိုဒီဗီဒီယိုကနေပြီးတော့တချင်ဝေမျှလိုက်ပါတယ်ဆုံးဖြတ်ချက်ချဖို့ခက်ခဲနေတယ်ဆိုရင်လည်းဘာမှမဖြစ်ပါဘူးတချင်ရဲ့အခုအကောက်ကိုအပေါင်းအသေးစစ်လေးနှိပ်ထားလိုက်ပါဘာဖြစ်လို့ဆိုတော့လိုအပ်လာတဲ့အခါကျလို့ရှိရင်တချင်စီမှာအကြံဉာဏ်ရွေးတော်လာကောင်အလောက်အနှံရွေးတော်၎င်းပေါ့နော်လာရောက်ပြီးတော့လိုချင်တဲ့ဘဝကိုအမြန်ဆုံးရရှိဖို့အတွက်စမ်းသပ်စရာလည်းမလိုဘူး3လအတွင်းမှာထူးထူးခြားခြားနဲ့ကိုယ့်ဘဝကိုစိတ်ကူးပုံဖော်ထားတဲ့အတိုင်းအမြန်ဆုံးရရှိစေဖို့အလောက်အနှံလို့ရပါတယ်အင်ဂျင်ဖို့